ကျွန်တော်ကိုဇီဘရာဖောင်ဒီလေးမေးထားတဲ့ညီကိုအတွက်ဒါဇီဘရာဖောင်ဒီလေးကျွန်တော်တင်ပေးပါမယ်ဒါကတော့ကျွန်တော်ကန်နေရငါးထီငါးမကိုရွေးပြီးတော့ဖမ်းနေပါတယ်ဒါလေးကတော့ငါးမနှစ်ကောင်ပါဒါလေးကတော့ငါးထီလေးတစ်ကောင်ပါငါးထီကတောင်ရှည်လေးကိုမီးလို့မတောင်ရှည်လေးပဲယူလိုက်ပါတယ်ဒါလေးကအလွယ်ဖောင်ဒီလေးကိုကျွန်တော်ပြောပြပေးမှာပါဒါလေးကတော့ငါးဖောင်မဲ့ကန်ဆိုင်နေတာလေးအရင်ဆုံးဖောင်မော်လေးအောက်မှာခံထားပေးပါပြီးရင်နိုင်ခွက်လိုမှာငါးထီလေးကိုအရင်ကြိုထည့်ထားပေးပါဖောက်မဲ့ကန်လေးမှာတော့အဲ့ဒါပြီးသွားပြီဆိုရင်နိုင်ခွက်ပြည့်သွားရင်ငါးမလေးနှစ်ကောင်ကိုထည့်ပေးပါငါးမနှစ်ကောင်ငါးထီတစ်ကောင်ကိုထည့်ပြီးတော့ဖောက်လို့ရပါတယ်အဓိကငါးထီငါးမပေါ့နော်ငါးမနှစ်ကောင်ကိုပဲထည့်ပေးတာပေါ့နော်ငါးထီကတော့တစ်ကောင်နဲ့ပဲထည့်ပြီးဖောက်လို့ရပါတယ်ပြီးရင်ရေမော်လေးထည့်မယ်ငါးလေးဥချဖို့အတွက်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အလွယ်ကူဆုံးပေါ့ဖောက်နည်းလေးပေါ့ရေရဲ့ဒူးလက်ကတော့လေးလက်မလောက်ပဲထည့်ပေးတာပါနော်ငါးလေးရခုံတဲ့အတွက်ကြောင့်ပြီးရင်အဲ့ဘောကနေပြီးတော့တစ်ခုခုလေးအုပ်ထားပါတော့ငါးလေးခုံမထွက်ကြအောင်လို့လေနော်ငါးလေးခုံထွက်ကြသွားရင်ဥထားတဲ့ဥလေးတွေကိုငါးထိလေးရငါးမလေးရပြန်စားတတ်ပါတယ်သူတို့ညနေ4 နာရီ5 နာရီလောက်ကနေဖောက်ပြီးသွားပြီဆိုရင်ထည့်ပြီးသွားပြီဆိုရင်မနက်ခင်းမိုးလင်းလို့7 နာရီ9 နာရီ10 နာရီလောက်ကြာရင်ငါးလေးတွေကိုကြည့်ပေါ့နော်ဘိုက်လေးပိန်သွားပြီဆိုရင်ငါးထိလေးငါးမလေးတွေကိုဖယ်ထိုးလို့ရပါပြီအဲဥစ္စာကိုအဖုံးလေးဖွင့်ပြီးတော့ကြည့်လိုက်ပေါ့နော်အဲဆိုရင်ငါးထီငါးမလေးတွေဘိုက်လေးပိန်သွားပြီဆိုရင်ကျွန်တော်တို့ပြန်ဆယ်ပါမယ်ပြန်ဆယ်ပြီးရေမော်လေးတွေကိုအထဲကိုပြန်ထည့်ထားမယ်ပေါ့နော်ပြီးရင်ကျွန်တော်ငါးထီငါးမလေးတွေကိုပယ်လိုက်မယ်ဖယ်လိုက်မယ်ဖယ်ပြီးသွားဆိုရင်အောက်ဆီဂျင်လေးကိုအနှဲငယ်လေးပေါ့အနှဲငယ်လေးပေးထားမယ်ဒီအောက်မှာကျမ်းမြေအောက်မှာဦးလေးတွေရှိနေတဲ့အတွက်ကြောင့်အောက်ဆီဂျင်လေးနည်းနည်းလေးပေးထားမယ်ပေါ့နော်နည်းနည်းလေးပဲပေးထားမယ်ဒါတော့ကျွန်တော်ဟန်ပြအနေနဲ့ပေါ့နော်တရုပ်ပြအနေနဲ့ကျွန်တော်ပေးထားတာပါပြီးရင်ကျွန်တော်တို့အုပ်ထားမယ်ပေါ့နော်အောက်ဆီဂျင်ပေးပြီးတော့ကျွန်တော်တို့အုပ်ထားမယ်အုပ်ပြီးသွားရင်ကျွန်တော်တို့48 နာရီအကြာမှာကျွန်တော်တို့ငါးသားလောင်းလေးပေါက်ဖွားလာမှာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဒီနံရံလေးတွေမှာပေါ့ငါးလေးတွေကကတ်နေမှာပေါ့လုံးဝမမြင်အောင်သွားကြထိုးထိုးနေသေးလေးတွေအမြုံလေးတွေတခြားကြီးမှမြင်ရပါမယ်ဒါကတော့ကျွန်တော်ရဲ့အိမ်ရရှိတဲ့လက်ရှိပေါက်နေတဲ့အကောင်လေးပေါ့နော်သူကတရက်လောက်ကတော့နံရံလေးမှာကတ်နေမှာပေါ့နော်3-4 ရက်လောက်နေရင်သူကဒီရေလေးစကူးမယ်ပေါ့ဗျာရေလေးစကူးမယ်ကူးပြီဆိုရင်ကျွန်တော်တို့တွေအရင်ဆုံးကျွေးရမှာကဘာကျွေးရမှာဆိုငုံဦးအနှစ်လေးတွေကိုကျွန်တော်တို့ရေဖြော်ပြီးတော့ကျွေးရပါမယ်တစ်စက်လေးတွေပဲဆက်ချပေးပါငုံဦးအနှစ်ကရေကိုပုတ်နိုင်တဲ့အတွက်ကြောင့်အထူးသတိပြုရပါမယ်နောက်ကျတော့တစ်ပတ်2 ပတ်လောက်ကြာပြီဆိုရင်ကျွန်တော်တို့အာတီမီယာတို့ရေတီတို့ရေပိုးတို့ကျွန်တော်စကျွေးလို့ရပါပြီငါးလေးတွေကပေါက်ရှင်းပါပဲအယောင်ကာလာလေးပါပါတယ်သူတို့အစိမ်းရဖောင်ရင်အစိမ်းရောင်ထွက်ပါတယ်အဝါဖောင်ရင်အဝါရောင်ထွက်ပါတယ်ဒါကတော့ကျွန်တော်တို့ဇီဘရာဖောင်လေးမေးထားတဲ့ညီကိုအတွက်ကျွန်တော် reply လေးပြန်ပေးတာပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာ